မင်္ဂလာပါပြည်သက်ကြီးဒီနေ့တော့ကျွန်တော်တို့ကတဘာဝတရားကြီးရဲ့ထူးဆန်းအံ့ဩဖွယ်ကောင်းတဲ့အကြောင်းအရာတစ်ခုကိုတင်ဆက်ပေးသွားမှာပါဟုတ်ပါတယ်တာမန်အားဖြင့်ဆိုရင်အပင်တွေကနင်းရောင်ကြီးရေနဲ့မြေစီလွှာကိုပဲမိခိုးပြီးရှင်သန်ကြတယ်လို့ကျမတို့သိထားကြတာလေဒါပေမဲ့တချို့အပင်တွေကတော့အသက်ရှင်ဖို့အတွက်အင်းဆက်လေးတွေကိုထောင်ချောက်ဆင်ဖမ်းယူစားသုံးကြတယ်ဆိုတာသိတဲ့လူတော့နည်းမယ်ထင်ပါတယ်နော်တခဲကိုအံ့ဩစရာပါပဲဒီအပင်တွေကိုအသားစားအပင်များ carnivorous plants လို့ခေါ်ကြပါတယ်သူတို့ဘာဖြစ်လို့ဒီလိုအသားစားရတယ်လဲဆိုတော့သူတို့ပေါက်ရောက်တဲ့နေရာတွေကစိမ့်တောတွေလိုမျိုးမြေစီလွှာအရည်သွေးညံ့ဖျင်းတဲ့နေရာတွေဖြစ်နေလို့ပါဒါကြောင့်ရှင်သန်ဖို့လိုအပ်တဲ့နိုက်ထရိုဂျင်လိုအာဟာရဓာတ်တွေကိုအင်းဆက်တွေပင်ကူတွေနဲ့သီးငယ်တဲ့တတ္တဝါလေးတွေစီကနေရယူကြတာဖြစ်ပါတယ်ပထမဆုံးအနေနဲ့လူသိအများဆုံးဖြစ်တဲ့ရင်ဖမ်းပင် Venus flytrap အကြောင်းလေးပြောပြချင်ပါတယ်သူ့ရဲ့အရွက်တွေကအန်သွားတွေပါတဲ့ထောင်ချောက်တစ်ခုနဲ့တူပါတယ်ဟုတ်တယ်ရှင်အင်းဆက်လေးတွေကသူ့အရွက်ပေါ်ကအာယုံခံအမွေးအမြင်လေးတွေကိုစက္ကန့်20အတွင်းမှာ2ကြိမ်လောက်ထိမိလိုက်တာနဲ့ဖြန်းဆိုပြီးချက်ချင်းပိတ်ချလိုက်တာပါပြီးတော့မှအစာချေရည်တွေထုတ်ပြီးရက်အနေငယ်ကြအောင်ဖြည်းဖြည်းချင်းစားသုံးပြတာပေါ့နောက်ထပ်စိတ်ဝင်စားစရာအပင်တစ်မျိုးကတော့ရေတံဘူးပင်သို့မဟုတ်ဖလားပုံစံပင် pitcher plant ပါသူကတော့ပုံစံလေးကခွက်ကလေးတွေနဲ့တူပြီးအထဲမှာအရည်တွေပြည့်နေတတ်ပါတယ်အဲ့ဒီအပင်ကအနက်မွေးမွေးလေးတွေနဲ့ဝိရည်တွေထုတ်ပြီးအင်းဆက်တွေကိုဆွဲဆောင်တာလေအင်းဆက်တွေကအထဲကိုဝင်သွားတဲ့အခါသူ့ရဲ့နှာခမ်းသားကအရန်ချိုးကြည့်နေတော့လမ်းချော်ပြီးအောက်ခြေကအစာချေရည်တွေကိုပြုတ်ကျသွားရောတခါပြုတ်ကျသွားပြီဆိုတာနဲ့ပြန်တက်လာဖို့ကမဖြစ်နိုင်တော့တလောက်ပါပဲတတိယမြောက်အနေနဲ့ပြောပြချင်တာကတော့နေကြီးစက်ပင်စန်တူးပါသူကတော့ကြည့်ရတာအရန်လှပါတယ်သူ့ရဲ့အရွက်ဖြားလေးတွေမှာမနှက်ခင်းနှင်းပေါက်လေးတွေလိုတောက်ပနေတဲ့အရည်ဆက်လေးတွေရှိပါတယ်လှပြီမဲ့အန်တရေများတယ်နော်အဲ့ဒီအရည်ဆက်လေးတွေကကိုလိုမျိုးအလွန်စိတ်ကတာအင်းဆက်လေးတွေလာနာတာနဲ့ကပ်ညီသွားပြီးရုံးလီမြဲလီဖြစ်သွားတာပဲအဲ့ဒီနောက်မှာအရွက်တွေကဖြည်းဖြည်းချင်းလိမ့်ဝင်သွားပြီးအစာချေဖြတ်ပါတော့တယ်ဒီအသားစားအပင်တွေကတဘာဝတရားကိုခက်ခဲတဲ့ပတ်ဝန်းကျင်မှာရှင်သန်နိုင်ဖို့အံ့ဩမှန်းပြောင်းလဲကျင့်သုံးမှုတစ်ခုပါပဲကြောက်စရာကောင်းတယ်လို့ရှိပေမဲ့ဂေဟစနစ် ecosystem အတွက်တော့အင်းဆက်ကောင်ကြီးကိုတဘာဝအတိုင်းထိန်းချုပ်ပေးတဲ့နေရာမှာအလွန်အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်ဟုတ်ပါတယ်ဗျာကဲပရိသတ်ကြီးတို့ဒီအသားစားအပင်တွေထဲမှာဘယ်အပင်ကိုအကြိုက်ဆုံးဆိုတာ comment မှာရေးပေးခဲ့ကြအောင်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်